မင်္ဂလာပါဒီနေ့မှာစုကူပေလမ်းမအနီးဆမ်ရိုမှာရှိတဲ့စီနာကစ်ဆမ်ရိုဆိုတဲ့ကွန်ဒိုလေးနဲ့မိတ်ဆက်ပေးမယ်နော်ဒီအခုမြင်နေရတဲ့အခန်းလေးကတော့32 square meter ဒါကတော့ shoe unit အခန်းလေးပေါ့နော်အခန်းထဲမှာသူကဘာထည့်ပေးထားမယ်ဆို fitting furniture ကြီးထည့်ပေးထားမယ် kitchen cabinet တွေဆင်ပေးထားမယ်ဒီချိုးပဲအိမ်သားကတော့အခုမြင်ရအတိုင်းပဲပေါ့နော်ဆင်ပေးထားမယ်ပြီးရင်တခြားကွန်နဲ့မတူတာဒီမှာဆိုဖာလေးပါထည့်ပေးထားပါမယ်ရှင်အေကွန်တစ်လုံးထည့်ပေးထားမယ်ကတင်ပါမယ်ပြီးတော့ဒီခန်းက walk-in closet type ပေါ့နော်ဒါကိုသူတို့ထားပြီးဆင်ပေးမယ် walk-in closet type ပုံစံပေါ့နော်ဒါကတော့တလွှာမှာတစ်ခန်းပဲရှိရရှင်ဒီခန်းကတော့နော်အခုနောက်ခန်းသွားကြည့်အောင်ဒီခန်းကတော့36 square meter ကျယ်ပုံနဲ့ထုံးစံတိုင်းပဲ fitting furniture ကြီးပါမယ် sofa ပါထည့်ပေးထားမယ်ဒီဟာလေးကတော့ဖနက်စင်လေးပေါ့နော်သူတို့ထည့်ပေးထားမယ့် furniture list တွေပြထားတာပါသမင်းစားစပွဲထိုင်ကုန်ပါမယ်ဒါ closet ထည့်ပေးထားမယ်ကတင်ထည့်ပေးထားမယ်ရှင်အေကွန်တစ်လုံးထည့်ပေးထားမယ် kitchen cabinet ရေးဆင်ပေးထားမယ်ရေချိုးကအိမ်သားကတော့ပုံမှန်အတိုင်းဒရိုးပြီးမိထားမယ်เนาะဒါကွန်ဒိုရဲ့ပုံစံလေးပေါ့เนาะကွန်ဒိုမှာ high rise နဲ့ low rise ဆိုပြီးသူမှနှစ်ခုရှိရဲ့အခုလောဆယ်အယောင်ထွက်ထားတာပေါ့เนาะ low rise ကွန်ဒိုပေါ့เนาะဒီဟာလေးပေါ့เนาะဒီကွန်ဒိုကသွားလာလွယ်ကူတဲ့စုကူပိတ်လမ်းမအနီးနားမှာရှိပြီးတော့ transportation အနေနဲ့ BT ရဲ့အစိမ့်လိုင်းဆမရွန်နဲ့ MRT အဝါလိုင်းဆမရွန်တို့ရဲ့အနားမှာလည်းရှိပါတယ်ဒါကတော့ကွန်ဒိုအနီးနားမှာရှိတဲ့ကျောင်းရီ hospital တွေ shopping mall တွေကိုပြထားတာဖြစ်ပါတယ်။ Busy Summeron နာမည်ကြီးတဲ့ Summeron Market ပေါ့နော်အဲ့အရာကြီးနဲ့ဆိုရင်လည်း walking distance အကွာအဝေးပဲရှိပါတယ်။ကွန်ဒိုမှာရနိုင်တဲ့ facility တွေကတော့ co-working space, fitness, garden, laundry, EV charging တွေလည်းရှိပါတယ်။ဒါပေမဲ့ဒီကွန်ဒိုမှာအားနည်းချက်တစ်ခုကတော့swimming pool တစ်ခုတော့မပါဘူးပေါ့နော်။ဒါကတော့ကွန်ဒိုက room type မျိုးစားတွေပေါ့နော်1 bedroom အနေနဲ့ကကြတော့23 square meter နဲ့26 square meter ဆိုပြီးတော့ရှိပါတယ်1 bedroom plus အနေနဲ့ကကြတော့33.50 square meter ရောနေတာရော34.82 square meter ပေါ့နော်အဲ့လိုမျိုးစားတွေလည်းရှိပါတယ်ရှင်ဒီကွန်ဒိုလေးကိုစိတ်ဝင်စားတယ်ဆိုရင်ကျမတို့ရဲ့ Moticaro House social media channel page ရမှာတဆင့်ဒါမှမဟုတ်ရင်လည်း email line ID မှာလည်းဆက်သွယ်ပြီးတော့စုံစမ်းမြင်နိုင်ပါတယ်ရှင်ဒါကတော့မကြခင်ပြီးစီတော့မယ် project အခြေအနေလေးပဲဖြစ်ပါတယ်ဒီကွန်ဒိုကို2026 ဇူလိုင်လမှာအပြီးသက်ပါမယ်အခန်းကြီးနဲ့လည်းတော်တော်များများဆိုးအောင်ဖြစ်သွားပါပြီဒါကြောင့်1 million budget လေးနဲ့စုကူပေးလမ်းမကြီးအနီးနားမှာပိုက်ဆိုင်ခြင်းနဲ့ဆိုရင်တော့အမြန်ဆုံးကျမတို့ရှိကိုဆက်သွယ်လိုက်ပါရှင်